ခုနေခါမလေးအသက်အရွယ်ကြီးရင်တော့လေမွေးရမြေကိုတစ်ခေါက်တလေရောက်ချင်သေးမသေးကျွင်းကြံကြောင်းနေပေါ်တငယ်ချင်းတွေနဲ့အော်ပလဲရာယူချူသူငယ်ချင်နောင်ရဲ့လှသမျက်နာဘာဘာဝင်းမူလာအခုနေအခါမှာအော်ဘယ်လိုရှိပါမလဲရဲ့လို့တွေးစားမျိုးကမြင်စားခြင်းသေးဆရာဦးမဲ့အချိန်တွေခါနောင်ဒီအချစ်ရဲ့အပျော်လွန်ကျူးတဲ့ထုံငယ်ငယ်ဘဝတခါပြန်လဲရောက်ရှိခြင်းနဲ့အချစ်ရဲ့ဆရာဦးမဲ့ဖြစ်သိမ့်လို့နေလေငယ်ဘဝဝဲတန်းတာနေမိရဲ့ဆရာဦးမဲ့အချိန်တွေခါနောင်ဒီအချစ်ရဲ့အပျော်လွန်ကျူးတဲ့ထုံငယ်ငယ်ဘဝတခါပြန်လဲရောက်ရှိခြင်းနဲ့အချစ်ရဲ့ဆရာဦးမဲ့ဖြစ်သိမ့်လို့